ဟုတ်ပြီနော်တို့တွေရာလေအခုပြထားတဲ့ပုံလေးဟာတို့ဟာကိုလိုချင်တဲ့ပေါ့နော်ကိုလိုချင်တဲ့ပတ်တန်တစ်ခုကိုတို့ဒါဆိုရင်ပခုံးထောက်တွေပါတယ်ဒါပေမဲ့ပခုံးထောက်ကိုတို့ဖျောက်ပြီးတော့ဒီခါထောက်ပဲအကုန်လုပ်ထားလိုက်တာပေါ့နော်ကဲဒီပတ်တန်လေးတစ်ခုကိုတို့ကရပြီးဆိုရင်ပထမဦးဆုံးအနေနဲ့တို့တွေကဘာလုပ်မလဲဆိုတော့နော်တစ်ချက်ကြည့်မယ်နော်ဒါတို့ level original တို့ level အဲ့ဒီ original level ကနေပြီးတော့တို့တွေကဘယ်လောက်တက်မလဲဆိုတော့ပေါ့နော်2 cm အမှတ်လေးတက်လိုက်နော်2 cm အမှတ်လေးနော်ဒီ original level ကနေတို့က2 cm တက်မယ်ပြီးတော့တို့ဒီမှာတွေ့လားဂျိုင်းနော်ဂျိုင်းကိုတို့တဝက်လောက်နေရာဒီမှာကြည့်ဒီလိုလေးမှန်းလိုက်မယ်မှန်းပြီးဆိုအဲ့တဝက်လောက်နေရာကနေတို့တွေကဒီမှာကြည့်4 cm တွေ့လားနော်ဒီမှာအမှတ်လေးဘယ်လောက်လဲတို့4 cm အမှတ်လေးဒီလိုလေးဝင်လိုက်မယ်အပေါ်ကိုကြတော့တို့2တက်မယ်เนาะအဲ့ဒီအချက်လေးကိုတို့အရင်လုပ်ပေးပေါ့เนาะလုပ်ပေးပြီးဆိုရင်တို့တွေကဘာလုပ်မှလဲဆိုတော့အဲ့ဒီအချက်လေးပြီးသွားပြီဆိုရင်အဲ့ဒီ2 cm အမှတ်လေးနဲ့တို့ကဟောဒီတွေ့တာဒါပခုံးမြင်เนาะပခုံးလို့ယူဆရတဲ့ဟောဒီမြင်းနဲ့မှာတို့ပေကွေးလေးနဲ့เนาะဒီလိုလေးဆက်လိုက်တွေ့လားဒီလိုလေးဆက်လိုက်မယ်အရင်ဆုံးအဲ့လိုလေးလုပ်ပေးเนาะဆက်ပြီးရင်တို့ကဒီမှာ4 cm အမှတ်လေးနဲ့ပဲပေကွေးကိုအဲ့လိုမျိုးလေးထားပြီးတော့ဒီလိုလေးလက်ထိမယ်နော်ဒီမှာတွေ့လားဒီလိုထိမယ်ထိပြီးတာနဲ့တို့ကဒါကဘာလဲဆိုတော့တို့နင်းရင်မြင်းပေါ့နော်ရင်မြင်းဆိုတော့ BP ထိတ်ပေါ့ BP ထိတ်ရင်မြင်းဒီဘက်ကနော် BP ထိတ်ရင်မြင်းဒီအပေါ်ကနေအပေါ်ကိုဒီမှာတွေ့တာပါလဲ BP ထိတ်အဲ့ဒီအပေါ်4 cm နော်ဒါဆို level height မှာတို့ level နက်မှာတို့ကြောက်နေပေါ်မှာဆိုရင်တို့က4နဲ့အပေါ်ကိုနော် sorry 4လောက်တက်တယ်တကယ်လို့ level height လေးကြိုက်တဲ့လူဆိုတို့ကဒီ BP ရင်မြင်းထိတ်ကနေအပေါ်ကို3လောက်ပဲတက်တယ်နော်ဒီမှာတို့က4လောက်တက်ထားတယ်တက်ထားပြီးတာနဲ့ပေကွေးကိုတို့ဒီလိုပုံစံလေးထားမယ်တွေ့လားထားပြီးတာနဲ့တို့ကဒီလိုမျိုးလေးဆက်လိုက်နော်ဒီလေဘင်းကိုတို့ကပမာလို့ဆိုလဲ farvazet လို့ခေါ်တယ်ဒါဆိုရင် bullshit ပေါ့နော်အဲ့ဒီလေဘင်းပုံစံလေးလေခေါ်ရတာပေါ့နော်ဒီလေဘင်းပုံစံလေးကိုတို့ကလိုချင်နေဆိုရင်အခုတို့ဒီပုံစံလေးပေါ်လိုက်ပြီးဒါပေမဲ့တို့ကအဲ့ဒီမှာဘာဖြစ်မှာလဲဆိုတော့နော်စဉ်းစားကြည့်ရင်ဒီလေဘင်းကဒီလောက်ကြီး height ထားတဲ့အတွက်အဲ့လေဘင်းကဘာဖြစ်လဲဆိုတော့ body မှာမကပ်ဘူးဟနေမှာအဲ့တော့တို့ကသူ့ကိုစားပေးရမယ်ဆိုဒီ level ရဲ့တဝက်လောက်ကိုတို့ကဒီမှာမှန်းလိုက်တယ်တွေ့လားမှန်းမိတာနဲ့တို့အဲ့ဒီမှာဘယ်လောက်လဲဆိုတော့1 cm စားမယ်နော်ဒီမှာမှန်းလိုက်တယ်ပြီးရင်ဒီမှာ1တို့ကဒီဘက်ကိုဒီလိုလေးဆွဲလိုက်မယ်ဆွဲပြီးရင်ဒီမှာ1 cm စားမယ်အဲ့ဒီစားတာတွေကအသက်နော်မစားဘူးဆိုရင်အဲ့ဒီ level ကဘာဖြစ်မှာလဲဆိုတော့တို့ရဲ့ level ဒီလိုနေရာမှာဟိုမကက်နေပဲဘလောက်ပဲ height မကက်နေပဲနဲ့နော်ဟိုဟာဘလက်ကြီးဟနေမှာပေါ့နော်အဲ့ဒီမှာလဲစားသလိုတို့ကဒီနေရာမှာလဲစားရမယ်အဲ့ဒါဆိုရင်တို့ကဒါကဘာလဲဆိုတော့ PP ထိတ်နဲ့လေနို့တို့ဒီမှာကြည့်ဒီလိုမျိုးလေးယူလိုက်တယ်နော်မှန်းလိုက်တယ်ဒီလိုလေးဆွဲလိုက်တယ်အဲ့ဒီမြင်းရဲ့ဒီဘက်ကို1 cm ဒီဘက်ကို1 cm စားမယ်နော်ဟုတ်ပြီဒီစားလိုက်တဲ့သဘောကဘာလဲဆိုတော့လက်ဘင်းဒီမဟပဲနဲ့ကက်ချက်နေအောင်တို့ကစားလိုက်တဲ့သဘောပဲเนาะဒါဆိုတို့ဒီမှာတွေ့လားနော်ဒီဘက်ကိုလည်းဘယ်လောက်လဲ1 cm ဒါတွေကတို့စားလိုက်မှာပေါ့နော်ကဲအဲ့ဒါဆိုရင်တို့လိုချင်တဲ့ဒီပုံစံလေးနော်တို့လိုချင်တဲ့လေဘင်းပုံစံကိုရသွားပြီဆိုရင်တို့ကဘာလုပ်မှာလဲဆိုတော့အဲ့ဒီရမှာတဆင့်တို့ကဓာတ်တွေကိုဘယ်လိုကစားလဲဆိုတာလာမယ်နော်အဲ့ဒါတစ်ချက်လိုက်ကြည့်မယ်နော်ဟုတ်ပြီနော်တို့တွေကအဲ့ဒါဆိုရင်တစ်ချက်ကြည့်မယ်နော်တို့တွေကအဲ့ဒါဆိုရင်တို့ကဒီမှာကြည့်ဒီဓာတ်တွေကိုတို့ကအဲ့ဒါဆိုရင်တို့တွေကနော်အဲ့ဒါဆိုရင်တို့တွေကဒီမှာကြည့်ဒီဓာတ်တွေကိုပိတ်မှာပေါ့နော်ဒီဓာတ်တွေကိုပိတ်မှာဖြစ်တဲ့အတွက်တို့ကဘာလဲဆိုတော့ခါဓာတ်ကိုကကြီးလေးနဲ့ဒီမှာကြည့်ဟထားတယ်နော်ဟထားပြီးရင်တို့ကဒီဘက်ကရင်ဓာတ်ကိုပိတ်မယ်နော်အကုန်လုံးဒီလိုမျိုးပုံစံလေးတို့ပိတ်မယ်နော်အဲ့ဒါဆိုရင်တို့တွေကဒီမှာကြည့်ဒီဓာတ်တွေကိုပိတ်မှာပေါ့နော်ဒီဓာတ်တွေကိုပိတ်မှာဖြစ်တဲ့အတွက်တို့ကပါနော်တို့ပြီးရင်ဒီဘက်ဘေးဓာတ်ကိုပိတ်မယ်နော်တစ်ချက်ကြည့်မယ်ဟုတ်ပြီစားရတဲ့ဒီဓာတ်နော်
ပြီးရင်ကောလုံးညှက်ချထားလိုက်မှာပေါ့နော်ဒါဆိုရင်ကြည့်လေတို့တွေပိတ်လိုက်တဲ့အတွက်တို့ရဲ့တန်ဖိုးတွေမညီတော့ဘူးမညီတော့ရင်တို့ကဒီမှာပြန်ပြီးတော့တန်ဖိုးတွေကိုညီအောင်ပြန်လုပ်မှာပေါ့နော်ဒီက2 cm အမှတ်နဲ့4ဝင်ထားတဲ့အမှတ်ကိုပြန်ကင်မယ်ကန်ပြီးတော့ပေကွေးလေးနဲ့ဒီလိုပြန်ဆွဲမယ်เนาะပြီးရင်ဒီအရှိရာဟာနေတဲ့ဒီ level အ height ကိုလည်းတို့တွေကသူ့အမှတ်နဲ့ဒီ4 cm အမှတ်နဲ့4တက်ထားတဲ့အမှတ်နဲ့ကိုပြန်ကင်ပြီးတို့တွေဒီပုံစံဖြစ်သွားပြီเนาะအဲ့ဒါဆိုရင်တို့ပတ်တန်လေးကိုတို့ညှက်ချလိုက်မှာပေါ့เนาะဒီပုံစံဖြစ်သွားပြီနော်ဒီပုံစံလေးအဓိကရသွားပြီအဲ့ဒီမှာတို့တွေတောက်တွေဘယ်လိုကစားမယ်တစ်ချက်ကြည့်မယ်နော်